ဒီအမျိုးသမီးကဘသူ့ကိုခုနကတွားတော့လို့ပြောလိုက်တာလေအဲ့ဒီနေ့ကလေးစိတ်မှာလူတယောက်ဟာသူ့ချစ်သူကိုဂျူးဖို့ပန်းစည်းကြီးနဲ့ရောက်လာခဲ့ပါတယ်ဒါပေမဲ့သူမျော်ရင်းမထားတာကသူ့ချစ်သူကတခြားယောက်ျားတယောက်ရဲ့လက်ကိုတွဲပြီးပျော်ရွှင်စွာထွက်လာတာကိုမြင်လိုက်ရတဲ့အခါသူ့ကဘာတစ်ခုလုံးပြိုလဲသွားပါတော့တယ်သူ့တငယ်ချင်းကစိတ်ဆိုးပြီးသူ့ဘက်ကနေရက်တီပြည့်ခဲ့ပေမဲ့သူ့ချစ်သူကတော့သူကဆင်းရဲတယ်ဆိုပြီးလူကြားထဲမှာအရှက်ခွဲခဲ့ပါတယ်တငယ်ချင်းကပြောပြတယ်9နှစ်တာကာလဘလုံးဒီကောင်လေးဟာမနှက်ဆိုအစောကြီးထားပြီးညဆိုနောက်ကျမှအိတ်တယ်ပိုက်ဆံရှာပြီးသူ့ချစ်သူနိုင်ငံခြားမှာပညာသင်ဖို့တရာပိုးပေးခဲ့တာလို့ဆိုပါတယ်ဒါပေမဲ့ဒီကောင်လေးမသိခဲ့တာကသူအသေးအတန်လက်ထက်ချင်နေတဲ့ကောင်မလေးမှာသူ့ကိုထားပြီးတခြားချစ်သူတယောက်ရှိနေပြီဆိုတာပါပဲဒီအဖြစ်တွေမဖြစ်ခင်တည်းရဲ့အလိုကသူဟာလမ်းဘေးဆိုင်လေးဖွင့်ပြီးရိုးရိုးသားသားအသက်မွေးဝမ်းကြောင်ပြူနေခဲ့တယ်မြို့တော်စီပင်ကဝင်းရောက်စီးနေတဲ့အခါသူကကြောက်လန့်တကြားထော်ပြေးရင်သူ့ဆိုင်တွင်းလည်နဲ့အနီးနားကကားတစ်စီးကိုမတော်တဆဝင်တိုက်မိခဲ့ပါတယ်ကားမောင်းသူအမျိုးသမီးကတော့သူ့သမီးလေးစီအသက်အတန်စီးရုံကိုတွားဖို့လိုနေတာကြောင့်တခြားရွေးချယ်စရာမရှိပဲသူ့ရဲ့စိန်လက်စွပ်ကိုအပေါင်းအဖစ်ပေးပြီးပျက်စီးဆုံးရှုံးမှုတွေကိုတွက်ချက်ကနောက်နေ့မှပြန်ဆက်တွေ့ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့သူမဒီလိုပြောနေချိန်မှာမနေ့ညကမီးလောင်နေတဲ့အဆောက်အုံထဲကနေခလေးမလေးတယောက်ကိုအသက်ဆုံးပြီးကယ်တင်ခဲ့တဲ့သူရဲကောင်းဆိုတာကိုဒီလူငယ်မသိခဲ့ပါဘူးခလေးမလေးကိုမီးထဲကနေကယ်တင်ပြီးချိန်မှာတော့သူဟာမြို့သားတွေရဲ့သူရဲကောင်းဖြစ်လာခဲ့တယ်ဒါပေမဲ့သူကတော့ဘယ်အင်တာဗျူးကိုမှလက်မခံပဲဆေးရုံကိုလည်းမသွားခဲ့ပါဘူးနောက်နေ့မှာတော့သူကမတော်တဆဖြစ်ခဲ့တဲ့အမျိုးသမီးကိုဆက်သွယ်လိုက်နိုင်ခဲ့တယ်သူမကလက်စွပ်နဲ့ပိုက်ဆံပို့တွေယူလာဖို့ပြောခဲ့ပါတယ်ဒါပေမဲ့သူသွားဖို့ပြင်ဆင်ရင်သူအိတ်ထဲကစိန်လက်စွပ်ကပျောက်နေတာကိုတွေ့လိုက်ရတဲ့အခါအံ့အားသင့်သွားခဲ့တယ်နောက်ဆုံးတော့သူကအမျိုးသမီးရဲ့ဆေးရုံခန်းကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမှာသူကိုမြင်လိုက်တဲ့ခလေးမလေးကရုတ်တရက်ဖေဖေလို့ခေါ်လိုက်တာကြောင့်သူအံ့ဩသွားခဲ့တယ်အမျိုးသမီးကသူ့ကိုတစ်ဖက်ခေါ်သွားပြီးအမှန်တရားကိုရှင်းပြခဲ့တယ်ခလေးမလေးကသွေးကင်ဆာယောဂခံစားနေတာပြီးအသက်ရှင်ဖို့6လလောက်ပဲကြမ်းတော့တယ်အမျိုးသမီးကသူ့ကိုခလေးမလေးရဲ့အဖေအဖြစ်ဟန်ဆောင်ပေးဖို့ဆုံးဖြတ်ချက်ချပြီးလက်စွပ်ပျောက်ဆုံးမှုတွေလျော်ကြေးပေးစရာမလိုတဲ့အပြင်နောက်ထပ်ယူရို9000ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်အဲ့ဒီနေ့ညနေမှာပဲသူကသူ့ဆိုင်ကိုပြန်ရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာသူချစ်သူစီကဖုန်းဝင်လာပြီးယူရို2000ကိုချက်ချင်းလွှဲခိုင်းပါတော့တယ်တစ်ချိန်တည်းမှာပဲအမျိုးသမီးကသူ့ကိုလာရှာခဲ့ပြီးသူသမီးလေးကသူ့ကိုတွေ့ချင်လို့ငိုရိုးနေကြောင်းပြောခဲ့ပါတယ်နောက်တော့လူတစုကသူ့ကိုဝိုင်းပြီးရိုက်နှံနေချိန်မှာအမျိုးသမီးကသူ့ဘက်ကနေရက်တီးကထားခွဲပေးခဲ့ပါတယ်အခုတော့လေးစိတ်မှာသူ့ချစ်သူဟောင်းရဲ့အဆက်ခွဲခြင်းကိုခံနေရတဲ့ဒီလူငယ်ကိုကာကွယ်ပေးဖို့အတွက်ကုမ္ပဏီ CEO ဖြစ်သူအမျိုးသမီးကသူသမီးလေးနဲ့သူလုံခြုံရေးတွေဝိုင်းရံပြီးရောက်လာခဲ့ပါပြီသူမကဘသူ့ကိုခုနကတွားတော်လူပြောလိုက်တာလေလို့မေးလိုက်တဲ့အခါလူတိုင်းကလည်းကြည့်ပြီးအံ့အားသင့်သွားပါတော့တယ်ဒီအမျိုးသမီးကသူရဲကောင်းကိုကယ်တင်ပြီးဘယ်လိုမျိုးအဖြစ်ဆိုးကနေရုံးထွက်အောင်ကူညီပေးမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်လိုက်ပါဦး